စာတော်ဗျာဖျားတပြီးတော့တို့မိသားစုကိုမနာလိုဖြစ်ပြီးတော့အညှိုးကြီးပြီးတော့အောက်လန်းနဲ့အကြီးကျယ်တိုက်ခိုက်နေပါတယ်ဗျာလှုပ်ထားတာလည်းနှစ်နဲ့ကြီးနေပါပြီလူလည်းအတော်ကိုခံနေရပါတယ်ဗျာပတ်စံတွေလည်းကုန်နေပါပြီဗျာဘလို့လုံးရမလဲဗျာတဲ့အေးနော်တနာစရာပဲနော်အောက်လန်းအသက်ပညာတွေဒါတွေကလည်းနေရာတိုင်းမှာရှိတယ်နိုင်ငံတိုင်းမှာပါရှိတယ်မြန်မာပြည်တွေမဟုတ်ထိုင်းမှာလည်းပေါ့မလေးရှားမှာလည်းပေါ့အင်ဒိုနီးရှားပေါ့ဟုတ်အမေရိကရောက်တော့ပိုပေါ်နေတာတွေ့ရတယ်ဗျဟုတ်ဂျော်ဂျီယာမှာဆိုရင်ဒီအောက်လန်းဈေးတောင်ရှိတယ်နော်အဲ့မှာတော့ဒီအမေရိကန်မှာကလူပေါင်းစုံနိုင်ငံပေါင်းစုံကရောက်နေသူလို့မကောင်းတဲ့အသက်ပညာတွေလည်းအစုံရှိတယ်ကောင်းတာတွေလည်းအစုံရှိတယ်အမေရိကန်အမေရိကန်မှာတောင်အာဖရိကဘူဒူးနီးပညာတွေဘူဒူးအောက်လန်းတွေ black magic တွေလေအဲ့ဒီအောက်လန်းပညာတွေလည်းရှိတယ်အစုံတိုက်ခိုက်နေကြတယ်ဘုန်းတော်မြန်မာပြည်မှာကြတော့မြန်မာပြည်မှာလည်းအောက်လန်းအသက်ပညာမျိုးစုံရှိတယ်ဒါပေမဲ့ဒီမှာဘုန်းတော်မြန်မာပြည်မှာကြတော့ဖျားတရားလုပ်တဲ့သူတွေများလာတဲ့အခါကြတော့လေနော်ဖျားတရားလုပ်တဲ့သူတွေဆိုရင်တော့အောက်လန်းပညာဒီဓာတ်ရိုက်သူတို့ကဥမာ30ဘိုးလို့ရင်သူမှအလိုမျိုးတစ်ချက်ဘိုးနှစ်ချက်ဘိုးလောက်ပဲဖြစ်တယ်100ဘိုးလို့ရင်အဲ့လို30ဘိုးလောက်ပဲခံရတယ်ပေါ့ဖျားတရားအားကောင်းတဲ့သူတွေတိလာသမိုင်းပညာအားကောင်းတဲ့သူတွေဆိုတော့ဘာမှလုပ်လို့မရအောင်နော်တိလာသမိုင်းပညာတော့အားနေတယ်ဖျားတရားကိုအသက်နယ်ဆုံးဘာသာရေးလိုက်စားတယ်ဒါပြိပဒံရုပ်ဖက်တယ်ထိုက်တရားလို့ဆိုကုသိုလ်ကောင်းမှုရှိတယ်ဆိုရင်တော့သူတို့လှုပ်သမျှအကုသိုလ်အောက်လန်းကဓာတ်ရိုက်ကြည့်တော့တိတ်မထီရောက်ဘူးဒါပေမဲ့ကိုယ့်ဘက်ကလည်းစီးပေါက်နေမယ်မကောင်းတဲ့အောက်လန်းတွေစောင့်မိထားမယ်အဆောင်တွေစောင့်မိထားမယ်ဆိုရင်တော့တိုက်ခိုက်ရတာလွယ်တယ်ဒါလည်းပတ်သက်ပြီးအဆောင်တွေစောင့်တာနဲ့ပတ်သက်ပြီးဘုန်းကြီးဟောတဲ့တရားပြန်လာကြည့်တော့ဒီမှာဟောဖို့အချိန်မရတော့လို့ဘာဆောင်မှမဆောင်နဲ့ဟောလို့တခါတလေထပ်ပြောရရင်ဘုန်းတို့ဟောလို့တခိုးတို့ဓမြတို့ဆိုတာကသူ့ရဲ့ဒါအတွင်းလူပါတယ်လေနော်ဒါအတွင်းလူရှိရတယ်အဲ့အတွင်းလူကဘယ်ရဘယ်လောက်ရှိတယ်ရေဘုံအပြင်ဘယ်လိုဘယ်ပစ္စည်းဘယ်မှာဖွက်ထားလဲဒါသူအဲ့အတွင်းလူကဒါလက်ထောက်ချပြီးမှပဲလာတာများတယ်တော်တော်များများတခိုးတွေဓမြတွေကဗလိုင်းမလောက်ဗလိုင်းလိုက်သူတို့ခံရမှာဆိုလို့နော်အဲဆိုတော့သူတို့လည်းအန်ရကင်းဖို့လာကြိုးလဲရအောင်သူတို့ပိုင်နိုင်တဲ့အရာကိုစုံစမ်းလေ့လာစူးစမ်းစနေနာပြီးမှခိုးတာတိုက်တာလေအဲ့လိုပဲအောက်လန်းနဲ့တိုက်တဲ့သူဆိုတာလေကိုကသူတို့ဗလိုင်းလာတိုက်ခတ်ဖို့မလွယ်ဘူးကိုကအဲ့ဒီဘုန်းကြီးတွေဘိုးတော်တွေတက်တွေနဲ့တွေဟိုဘုန်းကြီးကဘာအဆောင်ပေးဟိုဝိဇ္ဇာဘာပေးဘေးဟိုဆရာကဘာပေးအဲ့ပေးတဲ့အဆောင်တွေအင်းတွေတရားတွေကိုစောင့်ထားတဲ့သူတွေဆိုရင်အောက်လန်းနဲ့တိုက်ရတာအလွယ်ဆုံးပဲကိုကတော့အန်ရကင်းနဲ့စီးပွားတက်တယ်ဆိုပြီးအဟုတ်မဲ့ပြီးစောင့်ကြတာလေအဲ့စောင့်လိုက်မှပို့ဆိုးတာအဲ့မသိကြတော့အဲ့ဟာတွေစောင့်ပြီဆိုမှတော့တရဏကိုညှို့နှွမ်းသွားပြီနံပါတ်1အဲ့လိုတရဏကိုညှို့နှွမ်းခြင်းအပြင်နှက်ကောင်းတဲ့မြက်တွေကိုမစောင့်ရှောက်တော့နံပါတ်2နံပါတ်3မကောင်းမိစ္ဆာတွေကိုနှောက်ယှက်ဖို့ပို့လွယ်တယ်အဲ့ဒီအဆောင်မှာရှိရအဆောင်တွေကထပ်ပြောရင်အစိမ့်သေးရဲ့တတ်တာအစိမ့်သေးရဲ့အစင်းလောက်ပဲဒီအဆောင်မှာရှိရအဆောင်တွေကကို